လွန်ခဲ့တဲ့2နှစ်ကပြည်ကနေပကံကိုသွားခဲ့တယ်တော့ဝင်ပါပြီအားလုံးပဲမင်္ဂလာပါဒါကတော့ကျွန်တော်ပါဓာတ်ပုံစီကတယောက်ဆိုပေမဲ့ခီးသွား vlog ရရတာကိုလည်းသဘောကျတယ်ဒါကတော့2019ကကျွန်တော်ပါဒါကတော့2024ကကျွန်တော်ပါခီးမသွားတာ9နှစ်လောက်ရှိခဲ့ပါပြီခီးသွားတာဝါသနာပါပေမဲ့အလုပ်အကြောင်းပြပြီးမသွားဖြစ်တာတော်တော်လေးကြာခဲ့ပါပြီဒါကြောင့်ပဲ2024မှာခီးသွားဖို့စီစဉ်ဖြစ်ခဲ့တယ်ခီးသွားပုံလေးကနည်းနည်းတော့ထူးဆန်းနေပြတစ်ချက်လောက်တော့ကြည့်ကြည့်လိုက်ပါခီးသွားကြမယ်လေကိုကြီးပကံသွားမယ်လေကိုကြီးပကံသွားကြမယ်လေကိုကြီးပကံသွားအောင်လေဟာကိုကြီးပကံသွားမယ်လေကိုကြီးပကံသွားမယ်ကိုကြီးပကံသွားမယ်အဲ့လိုနဲ့ပဲကျွန်တော်လည်းပကံသွားဖို့စီစဉ်ခဲ့လိုက်တယ်ပကံသွားဖို့စီစဉ်ပြီးရဲ့နောက်မှာတော့ဟယ်လိုအေးညီလေးကိုကြီးပကံသွားဖို့စီစဉ်ပြီးသွားပြီနော်ဟာဟုတ်လားကိုကြီးညီလေးလည်းလိုက်ချင်တယ်ဗျာညီလေးအရာမလို့လို့ကိုကြီးอ่ะဟာအေးပါကွာအဲ့လိုနဲ့ပဲပကံသွားခြင်းတဲ့လူရပြေးမှကြံခဲ့ပြီးတော့ကျွန်တော်တို့တွေကပဲခီးထွက်ခဲ့လိုက်ကြပါတယ်ဒါကတော့ပကံသွားမယ့်အဖွဲ့ပါကလေးရဲ့မုတ်ကိုယူပြီးတော့လူစားနေရပါရထား17ထွက်မှာ10နာရီကလေးကကြိုးရောက်နေပါတယ်ကြည့်ပါဦးမှန်တော့3ယောက်ကရမ်းဖြစ်တာထုံးစံအတိုင်းခီးသွားရင်ဦးနိုကတ်တရတော့လိုတာပေါ့တခါလာနေပါပြီပြီးရင်စတော့ရထားဝင်တော့ရထားဝင်လာတဲ့အတန်လေးကိုတစ်ချက်နားထောင်ကြည့်လိုက်စထွက်ပြီးလို့ည2နာရီလောက်မှာရထားဘိန်းချော်သွားပါတယ်ရထားဘိန်းချော်သွားတယ်ရထားကရက်နေတာဖြစ်ပါတယ်ဆက်ဆောင်လိုက်တယ်ဘာပြောမလဲမအိုင်နီမိုးတွင်းဆိုတော့ကောင်းကင်ကြီးကကျဲတွေအပြည့်ပါပဲအမြင်ရပေမဲ့လည်းကြည့်လိုက်ပါရထားပေါ်ရောက်တော့ရုပ်ရှင်ကြီးရဲ့သူကလည်းကြည့်ကျွန်တော်လုတ်ကြည့်နေရပါဂိမ်းဆော့ရဲ့သူကလည်းဆော့ Candy Crush ကိုနေတော့အိတ်တဲ့သူကလည်းအိတ်နေကြပါပြီကျွန်တော်ကတော့ထိတ်ဆုံးပါပါအဲ့လိုနဲ့ပဲနောက်တစ်နေ့ကိုကူးသွားခဲ့တာပေါ့ခီးသွားတဲ့အခါအစီအစဉ်တိုင်းဖြစ်လာတာမျိုးတော့မရှိဘူးလေဖြစ်စဉ်ကအမတိုင်ခင်ညကမိုးတွေဆက်တိုက်ရွာပြီးမြေတွေပြိုတာရထားလမ်းကလည်းတောင်နှလုံးကြားထဲမှာဆိုတော့တဲတွေကတော့အပြည့်ပါပဲရထားလမ်းပြင်မှာကြောင်းအနောက်ကနေရထားတစ်စင်းကလာဆွဲပါတယ်အခုတော့အနည်းဆုံးရှိရနေရပလို့သွားမှာပဲဖြစ်ပါတယ်ပကံကိုသွားတာဆိုပေမဲ့မထင်ထားရတဲ့ကြုံလိုက်ရတော့ဒီခီးစဉ်ကဘယ်တော့တောင်အရေးကြီးလဲဆိုတာခံစားမိတာပါတယ်ပကံရထားစီရင်ဒါမျိုးတွေတတိထားဖို့လိုပါတယ်အခုတော့ပလို့ရောက်ပါပြီပလို့မှာအများဆုံးတွေ့ရတာကတော့မလာကာပင်တွေပါဒေသခံတွေကလည်းဖော်ရွေပြီးတော့သဘောအရန်ကောင်းကြပါတယ်ဟမ်နေပါအောင်ဒီနှကောင်ကဘာလုပ်နေရလဲဒီနေရာဘာလေးမှမသိလို့ဗီဒီယိုတော့ရိုက်လာခဲ့ပါတယ်သမီးတားတော့ဘယ်နှလုံးတော့4လုံးတော့4လုံးကြီးတယ်ပဲ organic တီးတွေပါနိုင်ကြအဲ့ဒါစားပြီးရေးပေးလို့ကျေးဇူးပါပြောဖို့မေ့နေရပလို့နဲ့ပြည်နေတာ28မိုင်ဝေးပါတယ် ဘုပကဲဘုဆိုကျဲရရတဲ့မှာပါငွေညိုလေးနဲ့ရောက်နေတာဘာပိုနဲ့တော့မလို့လဲအောင်ပကံမျိုးလေးတစ်ခုတည်းမဟုတ်ဟုတ်တယ်ကျွန်တော်တော့ကြီးမာလာနေတာဒီဟုတ်လားကြားလို့ငါတို့တော့နာမည်ပဲကြားဘူးလားလဲလို့ဝသွားပြီဆိုတော့ထုံးစံတိုင်းဦးနိုစော့နေကြတဲ့အချိန်အတွင်းပါပဲကျွန်တော်တို့ပလို့ကိုနှုတ်ဆက်ဖို့အချိန်ကြာရောက်လာပါပြီအမတ်တရရဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်တယ်ပြတ်တယ်ဗျာ
ဟာရထားရက်သွားပြန်ပြီကွာရှေ့မှာနွားအုပ်လိုက်ကြီးရှိလို့ရထားရက်ပြီးတာတဲ့တော်ပါသေးရဲ့ကွာနောက်ဆုံးတော့တရနီးပါးလောက်ရထားစီအပြီးမှာပကံကိုရောက်ခဲ့ပါပြီကနေပါကအားကုန်နေရရန်တန်ကျင်းလို့ပင်နေလဲရဘာပဲဟိုတယ်ကနေတော့ကားနဲ့နောက်ပေါ်ပါတယ်ပြီးတော့ဟိုဟိုတယ်သွားမှာပဲ ကဲဝင်ပါပြီ နောက်တော့3နိုင်ကျော်လာတယ်ဒီလောက်လောက်မြတ်သားစီကနေမှာအဲရောက်ပြီးတော့ Oh just like this song ထောင်းရလာတယ်ဟိုပါပဲဟောရောက်ပါပြီ ကိုယ်ပဲနိုင်ရှိပါ Suasana di sebenarnya sangat menarik. ဆက်နိုင်လို့ Yes. ဆက်နိုင်မှာကျွန်တော်ညစာစားတော့ခေါ်ရရုံ Ini lo ngali bau. ဟိုနေ့ကစိတ်ကောက်လာသေးပါ မော်နီပါ ဘောကတော့ပန်းရံလို့ဟောတော့ဟောတော့ဒီကလာပါဆောက်ရဆောက်ပါဒီတော့ဟာကဲပြီးလာပါပြီ outfit change လာပါပြီ model လေးပါ โอเคမိတ်ဆက်ပေးပါအောင် ငလာပါဖြိုးပိုင်ပါ ပင်ကြီးပလန်နာရေဂျပန်အကောင်လေးအဲ့ကျွန်တော်ရ ဘာတရှိနောငါတို့ကိုရမပြင်းနဲ့ချောပြီး Count me line up the lane, I glass. ကျွန်တော်တို့ဟိုတယ်ဆက်ထွက်ပါပြီအမဲတယ်ကဲဟိုတယ်အခု e-bike လေးငှားထားပါတယ်အခုဆက်ထွက်ပါပြီ Touch, no one else inside. So ပကံမှာ e-bike စီးရတဲ့ feeling လေးကလည်းတော်တော်လေးကိုမိုက်ပါတယ် roll with me, ချီကိုကြည့်ပါဦး hush, baby. မင်းတို့ကြည့်ကြည့်နောက်ပြန်မန်းကြည့်လို့ဒါလည်းထားလို့ကြည့်ကြည့်အောင်ပါ နေရာတိုင်းကအရန်လာတော့မြင်မြင်သမျှကိုလိုက်ရိုက်မိနေပါတော့တယ် Roll with me till my mind feels free. Roll with me, roll with me. Storefronts asleep, screens fade low. I pass my old block. ဟိုမှာတော့မြေပုံရှားနေတဲ့ညိုကီလေး2ယောက်ပဲဖြစ်ပါတယ် နည်းနည်းသွားလေရှေ့ကိုနည်းနည်းနှုတ်ပါဒီလမ်းကြောင်တော့မလား ဆိုင်ကယ်စီးကောင်းကောင်းနဲ့ဘယ်သွားလို့သွားမှန်းတော့မသိဘူး ဒီမှာသွားကြည့်လိုက် ဒါကတော့ကျွန်တော်တို့ပထမဦးဆုံးအပြင်မှာဖုတ်ကိုမြင်မှုရဖြစ်ပါတယ်ခုကျွန်တော်လောကနန္ဒာကိုရောက်ပါပြီနီးစမ်းနေပါပြီ Nice. မကြီးရဲ့လက်ဖက်တယ်လက်ဖက်သားလုံးဝမပါဘူးမကြီးအညွန့်လေးကိုလက်ဖက်တယ် Hey, that's pretty good. ကိုယ်ဆိုင်ငယ်မှာဘောက်ပိုက်တာတိုင်းပတ်နေပါရဲ့ကံကောင်းနေကြပါပြီခင်ဗျာ ကျွန်တော်ပိတ်တာတော့လုံးဝမရဘူး ဖိုက်ပြမောင်လေး သူပိတ်ကြည့်လိုက်မှာပဲ အင်ဂျင်နီယာကျောင်းစင်းမောင်လေးတွေပဲဖြစ်ပါရဲ့ သူတို့ပြန်လို့သိမှာ Oh finally လောကနန္ဒာဖျောက်ရောက်ပါပြီ
ကျွန်တော်တို့အခုရောက်နေတာဒီမှာပါပြီးရင်တော့ဒီကိုသွားပါမယ်ဒါကတော့မတီးဘူးဆန်ခရင်လိမ့်မယ် What means နောက်မှာတော့ ARD မြစ်ကြီးကိုမြင်တွေ့နေရတာပဲဖြစ်ပါတယ်အဲ့ဒါဘာလုပ်နေရလဲဆိုတော့ TikTok ရိုက်နေတာပါဗီဒီယိုအဆုံးကြရင်ထည့်ပေးပါမယ်မြန်မာယူရဆိုင်းဝိုင်းအတန်တွေကိုလည်းနားထောင်ခဲ့လိုက်ရပါတယ်ကျွန်တော်ပြန်ပါပြီတစ်ထိုးရပါပြီကျွန်တော်မနေ့ကဆက်ပြဦးလေးကြီးကကျွန်တော်ရဲ့ twin ball ကိုစိတ်ဝင်စားနေပါတယ်ကျွန်တော်ကလည်းဦးလေးရဲ့လက်ရောက်အရင်စိတ်ဝင်စားနေပါတယ်ဟုတ်ကဲ့ပေါ့ဗျာရိုက်ခိုင်းရတယ်ပေါ့နော်ဟုတ်ကဲ့ဒါကတော့လောကနန္ဒရေကန်ပဲဖြစ်ပါတယ်ကန်ထဲမှာတော့အန်ဩစရာကောင်းလောက်ငါးတွေအများကြီးတွေ့ရပါတယ်။အိုးလဲကျိုးရေရဆန်လာရ။အိုးရှယ်ပဲငါးရနည်းနည်းတော့ကြီးလား။အိုးနည်းနည်းတော့လား။အခုထိဘယ်ကိုဘယ်လိုသွားရမလဲဆိုတာပလန်မရှိသေးပါဘူး။ဘာလို့လဲဆိုတော့ဆိုင်ကစီးကောင်နေတော့မလို့ပါ။အဲ့ဒါနဲ့ပဲလမ်းမှာတွေ့တဲ့ဦးလေးတယောက်ကိုအနည်းဆုံးရှိရာနာမည်ကြီးရဲ့စီတစ်ခုကိုညှို့ခိုင်းလိုက်တာပေါ့။ မိဘုံပါလား ပါတယ်ဟုတ်အကောင်းလေးပြလိုက် ဦးလေးကြီးကသဘောကောင်းစွာနဲ့ပဲစိတ်ရှိရှိနဲ့ကျွန်တော်တို့ကိုရှင်းပြပါတယ်ကျွန်တော်တို့ကသာတိုင်ပတ်နေကြတာပါအဲ့ဒါနဲ့ပဲကျွန်တော်တို့အနည်းဆုံးစီဒီတဆူမှာပလန်ချဖို့လုပ်ခဲ့ကြတာပေါ့တိုင်ပင်ပြီးတဲ့နောက်မှာဓမ္မယန်ကြီးဖျားကိုသွားဖို့သဘောတူလိုက်ကြတယ်အခုတိုင်ပင်နေတဲ့နေရာကတော့တာမဏိတိန်တော်ဖျားပဲဖြစ်ပါတယ်လောကနန္ဒာနဲ့ဆိုရင်2မိုင်လောက်ဝေးပါတယ်ဒီနေရာကနေဓမ္မယန်ကြီးဖျားကိုသွားဖို့ဆိုရင်2မိုင်ခွဲလောက်ဆက်သွားရပါမယ်တာမဏိတိန်တော်ဘုရားမှာအများဆုံးတွေ့ရတာတော့ခွေးလေးတွေပါကျွန်တော်တို့မုတ်ကျွေးခြင်းပေမဲ့လည်းဘာမှဘာမလာခဲ့ပါဘူးအကယ်၍မိတ်ဆွေကသွားဖြစ်တယ်ဆိုရင်မုတ်လေးတွေယူဖြစ်အောင်ယူလာခဲ့ပေးပါအေးမသူတက်ဆောင်ရဒီမှာခွေးလေးတွေကရင်တော့ကြောင်လေးတွေကတော့တိတ်မရင်ပါဘူးဒီကဦးလေးကဖះရဲ့သမိုင်းအကြောင်းကိုရှင်းပြပါတယ်ပြီးတော့သူပြောပြတာကဖះထဲကငချင်းအယုတ်ကိုကိုယ့်ရဲ့လက်သုံးချောင်းနဲ့ခေါင်းကနေအမိကြီးပို့ပြီးတော့အဲ့လက်သုံးချောင်းကိုနှစ်ဖူးကနေခေါင်းနောက်ထိတက်ချလိုက်မယ်ဆိုရင်လူရဆန္ဒပြည့်ရလို့ပြောပါတယ်ချွင်းချက်အနေနဲ့ဆူတောင်းပြီး24နာရီအတွင်း၅ပါးသီလမြဲရပါမယ်အရေးကြီးတာကိုယ့်ရဲ့ဆူတောင်းကိုဘယ်သူမှပြောမပြရပါဘူးပြီးရင်တော့ဒီနေရာလေးကိုသွားပါမယ်အခုကျွန်တော်တို့ရဲ့အနီးနားမှာရှိတဲ့တာမဏိအုတ်ချောင်းကိုသွားနေတာပါနေရာလေးကပကြီးကားလေးအတိုင်းပါပဲတက်ပုံရိုက်လို့အရန်ကောင်းပါလေဟိုးကျွန်တော်တို့အမြင့်ဆုံးနေရာရောက်နေပါလေ နည်းနည်းမြင့်တဲ့နေရာကိုရောက်နေပါ ဟုတ်ပြဟိုလာကြတကယ်အကုန်လုံးလှမ်းမြင်နေရတာပါဒါကတော့ဓမ္မယန်ကြီးဖျားကိုသွားရလမ်းမှာပါရှေ့မှာတော့ဓမ္မယန်ကြီးဖျားကိုစမြင်နေရပါပြီအခုကျွန်တော်တို့ဖွဲ့ရဲ့ mission ကတော့ဒီဆိုင်ကအန်ဒီကြီးရဲ့ပစ္စည်းတွေကိုကူရောင်းပေးမှာပဲဖြစ်ပါတယ်ဒီလိုလဲရှိလားအော်တိုနဲ့ဝယ်လို့ရတယ်အကုန်ရတယ်နော်ဒါလေးထိုးနေပြီပြင်မဲနဲ့အော်တိုလေးဒိတ်တန်နဲ့ဟေးအောင်ကြီးတကယ်ရောက်နေကြတာဟာဈေးအောင်ကြီးဒီတောင်ဆိုတော့ငဲသွားတော့ဆမ်းမန်းဒီကကြိုက်နေတယ်20တော့ပြည့်နေသွားလို့အပြန်တော့ဒီမိုင်ပဲမဟုတ်ဘူးငါတော့လာရတယ်ချောက်ကနေဟာလာရတယ်အနီးဒါလေး9000မရမှာပြေးလိုက်ပါအဲ့ဒါဘုံငယ်သွားတော့ဟောကြခံတော့မတွေ့ရတယ်ဟမ်ဒီမှာကြည့်ဒါလေးရှိရနော်ဒီလေးမှာရေးရအကျွတ်လေးအဲ့ဒါလေးနဲ့ညီလေးလိုက်တယ်နော်ဟာဒီကောင်ငါဖြောင်းမယ်ဟာဟာဒါလည်းကောင်းပါရဲ့ဖြောင်းလိုက်ရတယ်ပြပြဒီအောင်လေးမိုက်တယ်အေးတကယ်ကောင်းတယ်ဟာရတကယ်ရောင်းတော့တာစိုးအောင်ဒီရောင်းနေကြည့်အောင်ညိုကြီးဘယ်နဲ့ထဲရောင်းလိုက်လဲဘုထုံးလုံးနဲ့အင်းကြီးတုံးတယ်လားမသိဟိုးမှာအဲ့ဘက်ကြည့်တော့ပဲငါတွေ့ဘူး
ရအောင်ဆက်နေတယ်မဟုတ်လေဘယ်လိုသာခက်လာလဲဒီနေမောလေတရရှိတရရှိ ပကံရောက်တာလည်းကြာပြီဆိုတော့အဝေးစားရေးချိန်မှုလိုလာပါပြီဓမ္မယန်ကြီးဖျက်မှာအပေါ်တက်ခွင့်ပိတ်ထားတဲ့အတွက်ဆန်းဆက်ကြည့်လို့မရပါဘူးအဲအားကြောင့်ကျွန်တော်တို့ရွှေခွန်ချဖျားမှာပထမနေ့ရဲ့ဆန်းဆက်ကိုကြည့်ခဲ့ပါတယ်ဘာလုပ်နေရလဲ ထည့်ပြီးတယ်ညီမလေးထည့်ပြီးတယ်ညာတော့ဘာသေးထုတ်နေရလဲ ညိုကြီးဘာလုပ်နေရလဲ အဲ့ဒီတော့ဆောက် ကြက်တူ ဆိုင်နမဲကဒေါ်ကြီးတန်းနဲ့ တိုင်းနေတော့ရေးတမ်းပါလေတော့လည်းကောင်းပါလေ ညစာဝယ်ပြီးရင်တော့ပြန်ဖို့အချိန်ရောက်ပါပြီ Kia, Young Money, Nicki Minaj, just say. ညိုကြီးတက်တက်သွားရင်တော့ဘယ်လိုခံစားရပါလဲတောက်သေးတယ်ပြီးတော့ကတော့ခဲ့တာဒီမကူရဲ့ကြောချော့ပါကြောချော့ပါ အဲ့လိုနဲ့ပဲနောက်တစ်နေ့ကိုကူးသွားခဲ့တာပေါ့ ခါတော့မစိုးဘူးပြောရမယ် family ကိုတော့တော်တော်လေးမိုက်ကားလို့အရန်ကောင်းတယ်ပြည့်တော့ပါဒါလေးလုံးရဟောမတက်နိုင်ဘူးထင်တယ်ဟောမတက်နိုင်ဟယ်လို တေးကြီးတွေဘာလို့မီးရေသောက်တော့မသိဘူးပထမဆုံးချိန်လဲဆိုတာမျိုးပြောတာဟုတ်တယ်ကိုစား မပြစ်တော့မှာအခုဆိုရင်ငါကြည့်ကိုသွားတော့မှာပါငါကြည့်ရတော့မှာကြည့်မစားပါဘူးဝိုင်းလူသားတော့တပတ်ကိုတနေ့ကိုတယောက်စားတာမဟုတ်တော့တပတ်ကိုမှတစ်ခါစားရတယ်9ယောက်စားရဆိုတာလေရင်တော့ဟန်ကြီးဆိုတာမန်းတော့ဒုက္ခခိုင်းနေငါကြီးချူပြန်ကြာကြီးဆိုခိုင်း၄ခိုင်းရှိတယ်အဲ့ခိုင်း၄ခိုင်းကသူအမှုဒီနေတယ်မနိုင်တော့သူ့ရဲ့တမိကညာလေးဆက်တာငါအကောင်မဟုတ်မှာတမိုင်းရတယ်နည်းလိမ့်ထားတာလေ ဟောမန်တကယ်ရရင်စိတ်ကတကယ်မှမဟုတ် ဒီမှာဗန်ဘီကိုစသမီးတွေနဲ့နန်းတယ်လားရွာကြီးကူးရတယ်ဒါသူငှက်ကြီးရသူစားမစားတာတွေလေဒီမှာသူစမိုင်းရှိတာဖင်တုံကြီးကုန်းတန်းကြီးကုန်းတန်းကြီးဖား ရဲ့ကူးစံအောင် တပ်ပါမထူမင်းနဲ့လူနဲ့ရွာလေးရှိရလေမင်းနဲ့လူရမစားဘူးတေးသေးကြကွန်းနေမစားဘူးအလားကျော်ရှိွားတော့မစားဒါသူတို့တမိုင်းပေါ့နော်တမိုင်း2မျိုးရှိတာဟိုဒီကမဲ့ပါရင်မစားဘူးပါညာမဲ့မဟုတ်ဘူးပြိုစင်ပေါ့နော်ဒါရင်ကျုံကခက်လေသူအဲ့လိုဟာတွေ ဒီမျိုးမဲ့ပါညာ ဟုတ်တယ်အဲ့လိုဟာမျိုးမှဟာဆိုတာဒီကုန်းမောကဖះကြတော့ဘဲတောင်မှညာတောင်မှသေးဒီဟိုညီမလေးဣဘက်ထားရတဲ့မှာကဖះတဲ့သူတွေ့တယ်မလှမ်းပြီးရလေအဲ့ဒါငှက်မိကြသေးတယ်
ဒီနေရာလေးကတော့ဓာတ်ပုံဆရာတော်တော်များများလာရိုက်ကြတဲ့နေရာလေးပါကျွန်တော်တို့ကတော့နေဘူးလို့အမှမရိုက်ခဲ့လိုက်ရပါဘူးဒါတရုတ်ပြည်လို့ပေါ်ပါတယ်နားပြမင်းတို့လည်းပေါ်ပါတယ်နော်သိရတိုင်းကြီးတမိုင်းဆိုတာရင်းနဲ့မှတ်သားတာပါအာမ तू ကတရုတ်ဒီမျက်နှာဖျားပါဟောဘာလို့ ဟေး အေးဟိုကကလေးမလေးဘယ်ဒီရေးလေဟောရေးတော့ရေးရရ ဟေး အခုဆိုရင်တော့နေ့လည်စာစားဖို့အချိန်ကိုရောက်လာပါပြီ じゃあいただきます。ဒီရ ဘောဘီဘောဘီဘောဘီဘော ညာတော့ကျွန်တော်တော့ရတော့ယူရမယ်ဟုတ် ကျေးဇူးပါ ဘာလဲဘာလို့ခေါ်လဲ ဖညက်ဆန်ပမုတ်ဖညက်ဆန်ဟိုဘယ်လိုနေပါလဲ ပမုတ်သားလေးရတယ်လေအညာပမုတ်သားလေးပေါ့နော်အရင်ကြီးလည်းမနူးညံ့ဘူးအရင်ကြီးလည်းမမာဘူးမကြမ်းဘူးပေါ့ စိတ်ညံ့ညီမဖျားတရေ6တယ်လို့တော့ပါဇက်ရာဆိုရင်ရှိခဲ့ပူပါတယ်ပကံရောက်ရင်တော့ထိုင်းရီကတော့မတော့မဖြစ်ပေါ့ဗျာ အားရဆိုရဆိုဒီမှာအားရဆိုစမ်းစီအေးရောက်တဲ့နေရာတောက်တောက်နားတော့အဲ့နေရာတော့အားရဆိုစမ်းစီအားရဆိုစမ်းစီဟေးတော့အဲ့တော့လိုက်တော့ တောက်ချင်ပါတော့ရှုံးလည်းမရှုံး အဲ့တော့လည်းတော့ထားထားပြေးတာတော့ အဲ့နဲတယ်နော်နည်းနည်းလေးရတော့မြင်လိုက်တယ်နော်တဝက်လေး တော့နေတော့မှာပေါ်တော့ကောင်းတော့ဒိန်းစောဘူးကြတော့ရဲတော့စမ်းစီအားရဆိုစီအားရဆိုစီအားရဆိုစီအာဘယ်လိုတော့အားချုံနေတယ်ပါတော့ အားမေးပါလေသုံးမျိုးပဲဟိုတူရဲ့ ဟိုပါ ဘာလို့လို့နဲ့ပကံဖလော်လေးကအဆုံးထိကိုရောက်လာခဲ့ပါပြီအတွေ့အကြုံကောင်းလေးလည်းတော်တော်လေးရခဲ့ပါတယ်တော်တော်လေးလည်းအမတ်တရဖြစ်ခဲ့ပါတယ်ဒီအမတ်တရတွေကိုကြည့်ပြီးတွေးလိုက်မိတာတစ်ခုကတော့နောက်ထပ်နှစ်တွေမှာဒီလိုအဖွဲ့လိုက်ကြီးခရီးထပ်သွားဖြစ်နိုင်ဦးမလားဆိုတာပါပဲဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ရဲ့ vlog လေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒီ vlog လေးကကျွန်တော်အင်တိုက်အားတိုက်စူးစမ်းထားတဲ့ vlog လေးမလို့မိတ်ဆွေတို့ကသဘောကျရဆိုရင်ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ support ပေးလို့ရပါတယ်နောက်ထပ်ခီးသွား vlog လေးတွေကိုလည်းထပ်တင်ပေးသွားပါဦးမယ်ဗီဒီယိုရဲ့ဘယ်အပိုင်းကမိတ်ဆွေရဲ့စိတ်ထဲမှာမှတ်မှတ်ရရဖြစ်လဲဆိုတာ comment မှာဝင်မှန်းခဲ့ပေးလို့ရပါတယ်ပြီးတော့ပြေမှာအလားထပ်ပုံလှလှလေးရိုက်ချင်နေဆိုရင်ကျွန်တော်ရှီကိုလာရောက်ဆက်သွယ်လို့ရပါတယ်ကျွန်တော်ရဲ့လက်ရလေးတွေကိုကြည့်ရှုချင်နေဆိုရင်ကျွန်တော်ရဲ့ Facebook page နဲ့ TikTok တို့မှာဝင်ရောက်ကြည့်ရှုလို့ရပါတယ်လို့ပြောကြရင်းနဲ့ပဲအားလုံးပဲ bye bye